Live in the universe လို့ signal ပြလိုက်ပါနော်အခုဗီဒီယိုကြည့်နေတဲ့သူကလေဒီမှာနော်ဘေးမှာကိုကဝစ်တာစားတာပြောတာဆိုတာခွဲထွက်နေတယ်တာမန်နဲ့မတူတဲ့အတွက်ကြောင့်မလို့ပြောတာဆိုတာတွေနေတာထိုင်တာတွေဝစ်ပုံစားပုံတွေကခွဲထွက်နေတယ်အများနဲ့မတူအဲ့ဒီအတွက်ကြောင့်မလို့ဒီမှာနော်ဆက်စုနေတဲ့နှစ်ယောက်ကရှိနေတယ်ဆက်ဆူကိုလုံနေတယ်စောင့်ကြည့်နေတယ်ပေါ့ကွာတကယ်တမ်းတော့လေကိုဘာတွေလုံနေလဲကိုဘာတွေကြံစည်နေလဲကိုဘာတွေတွေးနေလဲဒါမျိုးတွေပေါ့နော်သူကကိုဘဲခြေလန်းနေလှမ်းနေလဲဆိုတာကိုအမျိုးသမီးနှစ်ယောက်ကိုရဲ့လုပ်ငန်းခွင်မှာလည်းဖြစ်နိုင်တယ်နော်ကိုရဲ့အမိတ်ဆွေအပေါင်းအသင်းပေါ့အနီးပတ်ဝန်းကျင်လည်းဖြစ်နိုင်တယ်နော်ကိုစောင့်ကြည့်နေတာငယ်ပေါင်းတွေလည်းဖြစ်နိုင်တယ်စောင့်ကြည့်နေတဲ့ဘာတွေလုပ်နေလဲပေါ့နော်ဒီဘလူခြေလန်းနေနဲ့လှမ်းနေလဲဒါမျိုးတွေပေါ့နော်ပြီးတော့ဒီမှာနော်ခံရတဲ့ဘက်ကနေပြီးတော့မှတွေးနေတဲ့ mindset နဲ့မနေပါနဲ့တဲ့ victim mindset လို့ခေါ်တယ်ငါမကောင်းဘူးငါအမြဲတမ်းခံနေရတယ်ငါသူတို့ထက်ကိုပို့ပြီးတော့ငါမှနောက်ကျနေတဲ့ခြေလန်းနေတာဒါမျိုးတွေဟိုစိတ်ထဲမှာမဖြစ်ဖို့အတွက်ကို universe ရဲ့လမ်းညွှန်ချက်ပါเนาะ universe ကလမ်းညွှန်ချက်ပေးနေပါတယ် I believe in the universe လို့ signal ပြထားတယ်အဲ့ဒီအတွက်ကြောင့်မလို့အခုဗီဒီယိုကြည့်နေတဲ့သူကလေ universe ကဘာကိုသတင်းပေးခြင်းလဲဆိုတော့victim mindset နဲ့မနေပါနဲ့လို့ငါကတော့သူတို့လောက်ရှေ့ကိုမရောက်တော့ဘူးငါကြံခဲ့နေပြီငါခံရတဲ့သူငါဘာလုပ်ဒီလိုပါပဲငါအနေနဲ့ victim mindset တွေကိုဒါ universe ရဲ့လမ်းညွှန်ချက်ထဲမှာပါပါတယ်เนาะခံရတဲ့သူလို့တွေးမနေပါနဲ့တဲ့ဆက်စုနေတဲ့လူတွေလည်းရှိနေတယ်ဒီတော့ universe ကနေပြီးတော့နောက်ပိတ်ဆုံးဘာသတိပေးလဲဆိုတော့လမ်းညွှန်ချက်အနေနဲ့မပြီးခင်မှာဘာမှမမြင်ပါစေနဲ့တဲ့เนาะကိုယ့်ရဲ့လောက်တာကိုင်တာစီးပွားရေးလူမှုရေးလုပ်ငန်းခွင်ကိစ္စအကုန်လုံးဟာဘယ်သူမှမသိခင်မှာကိုကတိတ်လေးကြံစီပြီးတော့မှဒါကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုတူတိတ်နဲ့လုပ်နေပြီးတော့မှအောင်မြင်မှုရမှချပြပါလို့သတိပေးနေတဲ့ universe ရဲ့လမ်းညွှန်ချက်လေးပဲဖြစ်ပါတယ်เนาะ I believe in the universe လို့ signal ပြလိုက်ပါအခုဗီဒီယိုကြည့်နေတဲ့သူကဒီခံရတဲ့ victim mindset နဲ့မနေဖို့ရယ်စောင့်ကြည့်နေတဲ့လူတွေရှိရယ်ကိုဘာလုပ်နေလဲကိုဘာတွေးနေလဲကိုဟိုဘယ်ချီလန်းနေလှမ်းနေလဲအပြိုင်ဆိုင်ပေါ့ကွာပြောရမယ်ဆိုလို့ရှိရင်เนาะဒီတော့မပြီးခင်မှာဘာမှချမပြပါနဲ့เนาะအခုဗီဒီယိုကြည့်နေတဲ့သူကပြောရမယ်ဆိုလို့ရှိရင်နည်းနည်းလေးပေါ့เนาะအစာလေးဖော်တတ်တယ်ကိုလုပ်တဲ့အလုပ်ကိစ္စလေးတွေကိုအစာလေးပြောလိုက်တာတွေတွေကိုဖြစ်တတ်တယ်ကိုကဘာဖြစ်လို့လဲဆိုတော့လောက်တက်တယ်ပေါ့နော်ကိုကအဲ့ဒါမျိုးကိုလုံးဝမလုပ်ပါနဲ့လို့ဒီမှာ universe ရဲ့လမ်းညွှန်ချက်မှာပေးထားတယ်တူတိတ်နဲ့ကိုယ့်ရဲ့ခြေလမ်းတွေကိုမသိခင်မှာလူမမြင်ခင်မှာကိုကချစ်ကလေးလုံနေပြီးတော့မှကိုကအောင်မြင်မှုတွေလာတဲ့အချိန်မှာဝါကနေဆိုချပြပါလို့ universe ကလမ်းညွှန်ချက်တွေပေးနေပါတယ်เนาะဒီမှာဒီတော့ I believe in the universe လို့ signal ပြပြီးတော့ energy ကိုက်တဲ့သူတွေယူသွားပါဒါ universe ရဲ့လမ်းညွှန်ချက်ပါ universe သတိပေးနေတာပါเนาะ I believe in the universe လို့ signal ပြပြီးတော့မပြီးခင်ဘာမှကိုယ့်ရဲ့ plan တွေကိုမပြောပါနဲ့လို့